အခုဆိုရင်ရိုင်းလီကဖယ်ကျော်တဲ့အရွယ်ကိုရောက်လာပြီဖြစ်တာကြောင့်အရင်အဝယ်စားတွေကလည်းဝယ်လို့များတော့တွားချမ်းမာရေးကိုပါဂယူဖိုက်နေရပြီဖြစ်ပါတယ်။အမူအကျဉ်ကျွန်းတွေကလည်းအားကောင်းနေပဲဖြစ်ပြီးပျက်စီးသွားတဲ့ငပြောင်ကျွန်းလေးဟာဆိုရင်ပြန်ပြီးအသက်ဝင်နေပဲဖြစ်ပါတယ်။ရိုင်းလီဘွားမှာမိသားစုထက်တငယ်ချင်းတွေကပိုအခြေးပါလာပြီဖြစ်တာကြောင့်တငယ်ချင်းကျွန်းကကျွန်းတွေထဲမှာအကြီးဆုံးကျွန်းဖြစ်လာပါတယ်။အခုဆိုရင်ရိုင်းလီဘွားမှာနေပင်ကြုံတွေ့နေရတဲ့အမတ်တရားတွေကကျွန်းတွေတင်ဖန်တီးပေးတော့တာမဟုတ်ပဲယုံကြည်မှုတွေကိုပါဖန်တီးပေးလာနေပြီဖြစ်ပါတယ်။ရိုင်းလီရဲ့တခြားသူတွေအပေါ်ကူညီပေးတတ်တဲ့ဖိတ်ကြောင့်ကိုတီးဖိတ်လို့ခေါ်တဲ့အရာလေးတစ်ခုကိုပါအုံနောက်ကမွေးဖွားပေးလိုက်ပါတယ်။အဲဒီဖိတ်ကပဲရိုင်းလီကိုတငယ်ချင်းအသက်တွေရအောင်ကူညီပေးလိုက်တာဖြစ်ပြီးရိုင်းလီဖုန်းပြတ်ချက်တွေမှန်ကန်ဖို့အတွက်ကိုလည်းသူကတထောင်တနေရာကနေကူညီပေးပါတယ်။ရိုင်းလီကဖိတ်ခံဖားချက်တွေကိုဟန်ချက်ညီညီထိန်းချုပ်ရင်ဖော်ကစားလိုက်နိုင်တာကြောင့်ဟော်ကီပြိုင်ပွဲမှာရိုင်းလီတို့အသင်းကချန်ပီယံဖြစ်သွားပါတယ်။ဒါကိုဖောင်းကြည့်နေတဲ့နီးပြရောဘတ်ကသူ့ဖီမှာ3ရက်လောက်ဖန်လာလေ့ကျင့်ကြဖို့ရိုင်းလီတို့တငယ်ချင်း3ယောက်ကိုလာကန်လန်းသွားပါတယ်။တကယ်လို့လေ့ကျင့်မှုတွေလုပ်နေဖြစ်အတွင်းနီးပြရောဘတ်သားအထင်ကြီးသွားရင်3ယောက်လုံးအသင်းထဲမှာပါဖို့အခွင့်အရေးတွေရှိတာကြောင့်ရိုင်းလီတို့လည်းအားတက်တရောလက်ခံလိုက်ပါတယ်။ချန်ပီယံဖူရတဲ့အပြင်ဖိုင်ယာဟော့လိုအသင်းကြီးကပါလေ့ကျင့်ဖို့လာကန်လန်းတာကြောင့်ရိုင်းလီမိဘတွေကရိုင်းလီကိုအရန်ကုန်ယူနေကြပါတယ်။တနေ့တာမှတ်ညံတွေထဲမှာမကောင်းတဲ့မှတ်ညံတွေလည်းပါနေတာကြောင့်ဒီမှတ်ညံတွေကိုဖွင့်ပြဖို့ပျော်ရွှင်မှုကကာကွယ်ရေးဖနစ်တစ်ခုကိုဖန်တီးထားပါတယ်။အဲ့ဒါကတော့ Riley AP4 နဲ့မကောင်းတဲ့မှတ်ညံတွေကိုဖိတ်ရဲ့နောက်ဘက်ချမ်းဖီဖွင့်ပြလိုက်တာဖြစ်ပါတယ်။တဘောဝါလုံးအမတ်ရနေမဲ့အကောင့်ဖုန်းမှတ်ညံတွေဆိုရင်တော့ဌာနချုပ်အောက်ကရေကန်ကြီးထဲမှာတင်ဖီထားပါတယ်။အဲ့ဒီလိုမှတ်ညံတွေကြောင့် Riley ကကိုယုံကြည်မှုပိုရှိလာတာဖြစ်ပြီးကိုတီးဖိတ်ရဲ့လို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ညမှာ Riley ကအပြိုပေါ်ဝင်လာတာကြောင့် Puberty Club ကဖအလုံးလုံးလာပါတယ်။ခံစားချက်တွေအကုန်လုံးရုံးရင်ဖန်ခံဖြစ်လာတာကြောင့်ပျော်ရွှင်မှုကဖွန်ပစ်ပိုက်ကနေတဖင်ခလုတ်ကိုလွန်ပြလိုက်ရပါတယ်။ဒီအချိန်ဖိတ်လုတ်သားတွေရောက်လာပြီးဌာနချုပ်တစ်ခုလုံးကိုလာပြင်ပေးသွားပါတယ်။ရိုင်းလီအိယာနိုတော့ဖိတ်ခံစားချက်တွေကလိုတာထက်ပိုလွန်နေတာကြောင့်ဌာနချုပ်ကလူတွေကခလုတ်ကိုမထီရဲမကိုင်းရင်ဖြစ်နေကြပါတယ်။အဲ့ဒါကြောင့်ပျော်ရွှင်မှုကခလုတ်တွေကိုမလိုအပ်ဖဲမထီကြဖို့တခြားခံစားချက်တွေကိုပြောထားရပါတယ်။ Fire Hall အသင်းကနှစ်တိုင်းပြည်နယ်ချန်ပီယံဖူရတဲ့အသင်းမျိုးဖြစ်ပြီးအသင်းကောင်းဆောင်ကတော့ Valentina ဖြစ်ပါတယ်။လေ့ကျင့်ရေးမှာသာထူးချွန်ရင်နီးပြရောဘတ်ကသူတို့ကိုခေါ်သွားနိုင်တာကြောင့် Fire Hall အသင်းမှာပါဖို့အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့နောက်နှစ်ကျရင် Riley အချစ်ဖုံးတငယ်ချင်း2ယောက်ကကြောင်းပြောင်းတော့မှာဖြစ်တာကြောင့်ကျောင်းမှာ Riley တယောက်ပဲကြံခဲ့တော့မှာဖြစ်ပါတယ်။အချစ်ဖုံးတငယ်ချင်းတွေကြောင်းပြောင်းတော့မယ်ဆိုတာသိတော့ Riley ကဖိတ်မကောင်းဖြစ်သွားပါတယ်။ဝမ်းနေမှုကခလုတ်ကိုထိပြီး Riley ကိုငိုဖွေခြင်းမဲ့တငယ်ချင်းတွေရှိနေတာကြောင့်တခြားခံစားချက်တွေကတားထားရပါတယ်။ကားပေါ်ကဖင်လို့တယောက်တည်းရှိနေချိန်ကျမှဘယ်သူမှမသိအောင်တိတ်တိတ်လေးငိုချလိုက်ပါတယ်။ Riley ကတငယ်ချင်းတွေဖီသွားရင် Fire Hall အသင်းကောင်းဆောင် Valentina နဲ့ဝင်တိုင်းမိတာကြောင့်အရန်ဖိတ်လို့ရှာနေပါတယ်။ဒီအချိန်ထင်းချုပ်ခုံကလိမ်မော်ရောင်ပြောင်းပြီး Riley လည်းထူးထူးဖန်းဖန်းတွေပြုတ်မှုလာပါတယ်။တကယ်တော့လိမ်မော်ရောင်ဖိုးရင်ပူပန်မှုကခလုတ်ကိုနှိပ်လိုက်တာကြောင့်ထင်းချုပ်ခုံကလိမ်မော်ရောင်ပြောင်းသွားတာဖြစ်ပါတယ်။ဖိုးရင်ပူပန်မှုကသူဟာဖိုးရင်ပူပန်မှုဖြစ်ကြောင်းကိုပျော်ရွှင်မှုတို့ကိုပြာခတ်နေအောင်ရှင်းပြပါတယ်။သူနဲ့အတူတခြားခံစားချက်တွေလည်းဌာနချုပ်ကိုရောက်လာပါတယ်။ဒီထဲမှာဖိန်းပြရောင်ကအားကြမှုဖြစ်ပြီးပန်းရောင်ကတော့ရှက်ဖိတ်ဖြစ်ပါတယ်။သူကမျက်လုံးချင်းဖုံရမှာကိုတော့ရှက်နေတဲ့သူဖြစ်ပြီးစကားအများကြီးမပြောတတ်ပေမဲ့အလွန်တဘောကောင်းတဲ့သူဖြစ်ကြောင်းပူပန်မှုကရှင်းပြပါတယ်။ခဲအောင်ကတော့ပြင်းရီးမှုဖြစ်ပြီးသူကထိန်းချုပ်ခုံကိုလက်နဲ့ထိရမှာကိုတော့ပြင်းလွန်တာကြောင့်အဝေးထိန်ကလုံးနဲ့ထိန်းချုပ်နေတဲ့သူဖြစ်ပါတယ်။ဒီဌာနချုပ်မှာရှိကြတဲ့သူတွေကတာဝန်တစ်ခုဖီနဲ့အလုပ်လုပ်ကြတာဖြစ်တာကြောင့်အကုန်လုံးက Riley အတွက်အရေးပါကြတဲ့သူတွေဖြစ်ပါတယ်။ပူပန်မှုဖိုရာကတော့နာမည်အတိုင်းပဲအနာဂတ်မှာတကယ်ဖြစ်မလာသေးတဲ့ပြဿနာတွေကိုကြိုတွေးပြီးပူပန်နေတာမျိုးဖြစ်ပါတယ်။အောက်မေ့မှုကတော့အဖွားကြီးဖြစ်ပြီး Riley ရဲ့ခံစားချက်တွေကတစ်ခုဖြစ်ပါတယ်။ Valentina က Fire Hall ကစားသမားတွေနဲ့ Riley ကိုမိတ်ဆက်ပေးပါတယ်။နီးပြရောဘတ်ရောက်လာတာကို Riley တို့တကယ်ချင်း3ယောက်ကမမြင်တာကြောင့် Sheffield က Riley ကိုထိန်းပေးထားရပါတယ်။ဖုန်းတွေတင်ထားတဲ့အချိန်မှာတော့ Riley ကနီးပြရောဘတ်ကိုဟာသားလုံရင်ပြောနေနိုင်တာကြောင့်ပထမနေ့မှာတင်ကစားသမားတွေအကုန်လုံးအပြစ်ပေးတာခံလိုက်ရပါတယ်။လေ့ကျင့်မှုပြီးလို့ Riley အနားယူနေချိန် Fire Hall ကစားသမားတွေအသင်းပြောနေတဲ့အကို Riley ကြားလိုက်ရပါတယ်။တခြားကစားသမားတွေက Riley တော့ဒီပုံအတိုင်းဆိုသူတို့အသင်းမှာပါဖို့မဖြစ်နိုင်တော့ကြောင်းပြောပေမဲ့ကပတိန် Valentina ကတော့ Riley ဘက်ကနေကူပြောပေးပါတယ်။ဒီလိုအသင်းပြောခံလိုက်ရတဲ့စကားတွေကြောင့် Riley ကအယမ်းရှက်ပြီးဝမ်းနေသွားပါတယ်။ဒီအချိန်ပူပန်မှုကသူ့မှာအကြံရှိရဖို့ပြီးသူ့အကြံအတိုင်း Riley ကိုဝင်ထိန်းချုပ်ဖို့ကြိုးစားပါတယ်။အကြံဖိုရာကတော့ကပတိန် Valentina ကို for sure စကားတွေပြောပြီးသူ့ဘက်ကိုပါလာအောင်ဖီအောင်မှာဖြစ်ပါတယ်။ဖြစ်ချင်တော့ဒီအကြံကတကယ်အလုပ်ဖြစ်သွားတာကြောင့်ပူပန်မှုကတခြားခံစားချက်တွေချီကျူးတာခံလိုက်ရပါတယ်။ဒါကိုမကျင်တတ်နိုင်သေးတဲ့ပူပန်မှုကသူ့မှာဒုတိယအကြံရှိသေးတယ်ပြောပြီး Riley ကိုနောက်တစ်ကြိမ်ထိန်းချုပ်ဖို့ကြိုးစားပါတယ်။ဖိုးရင်ပူပန်မှုတွေများနေတဲ့ Riley ကအသင်းရွေးတဲ့အချိန်မှာတငယ်ချင်းတွေနဲ့အတူတူကစားမဲ့အဖာတခြားအသင်းမှာဝင်ကစားဖို့ရွေးချယ်လိုက်ပါတယ်။ပုံမှန်ဖိုးရင် Riley ကတငယ်ချင်းတွေနဲ့အတူတူကစားမှာဖြစ်ပေမဲ့ဖိုးရင်ပူပန်မှုတွေများလုံးနေတာကြောင့်ပင်ကိုအသီးဖိတ်ပါပျောက်သွားလို့အခုလိုရွေးချယ်လိုက်တာဖြစ်ပါတယ်။
ပူပန်မှုကယုံကြည်မှုတွေကနေဖြစ်ပေါ်လာတဲ့ပင်ကိုအသီးဖိတ်ကိုမှတ်ဉဏ်ဖွင့်ပြတဲ့ပိုင်းနဲ့လွှင့်ပြလိုက်ပါတယ်။သူက Riley ကိုနောက်ထပ် Riley အသစ်တစ်ယောက်ဖြစ်စေချင်တာကြောင့်နောက်ထပ်ယုံကြည်မှုတွေကနေပင်ကိုအသီးဖိတ်အသစ်ကိုပါဖန်တီးဖို့ရည်ရွယ်ထားပါတယ်။အဲဒါကြောင့်ဖိုးရင်ပူပန်မှုတွေကနေထွက်ပေါ်လာတဲ့မှတ်ဉဏ်လုံးကိုယုံကြည်မှုကံမှာထားဖို့လုပ်ပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုတို့ကသူတို့ကိုဝင်ထားတာကြောင့်ရှက်ဖိတ်ကသူတို့အကုန်လုံးကိုပလင်းထဲမှာဖန်ထားလိုက်ပါတယ်။မှတ်ဉဏ်လုံးကိုရေထဲကိုချလိုက်တဲ့အခါမှာတော့လိမ္မော်ရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးနောက်ထပ်ပင်ကိုအသီးဖိတ်အသစ်ကိုမွေးဖွားဖို့အဖပြုလာပါတယ်။တစ်ဖက်မှာပျော်ရွှင်မှုတို့ကတော့ Riley ရဲ့လှုပ်ဝက်ချက်တွေတိုင်းတဲ့နေရာမှာအဖမ်းခံထားရပါတယ်။ဒီထဲမှာ Riley ငယ်ငယ်တုန်းကသဘောကျတဲ့ဗက်ကောင် Bluepy နဲ့အကြိုက်ဖုန်းဗီဒီယိုဂိမ်းဗက်ကောင်တွေလည်းရှိနေပါတယ်။ပျော်ရွှင်မှုတို့ကသူတို့ရဲ့အကူအညီနဲ့ဖန်မလင်းတွေကနေလွတ်မြောက်လာကြပါတယ်။အပြင်ကိုထွက်ဖို့အတွက်ကိုတော့ Bluepy ကကူညီပေးပါတယ်။အိုပေါချီလို့အကောင်လုံးကပြိုင်သူអော်လိုက်တာနဲ့ Bluepy ရဲ့ပေါချီအိတ်ကလေးကထွက်လာပါတယ်။ပေါချီအိတ်ကပျော်ရွှင်မှုတို့အပြင်ထွက်ဖို့အတွက်ခရမ်းကျင်ပြီးဖားနဲ့ Dynamite ဆိုတဲ့ပစ္စည်းသုံးခုကိုရွေးခိုင်းပါတယ်။ဒီဗက်ကောင်တွေရဲ့သဘောတရားကိုငယ်ငယ်က Mickey Mouse ဗလန်တွဲတွေကြည့်ဘူးတဲ့သူဖွင့်ရင်အပြေးအဝနားလည်နိုင်ပါတယ်။မသိတဲ့သူတွေကတော့ Mickey Mouse ဗလန်တွဲတွေကိုတွားကြည့်ကြဖို့အကြံပြုခြင်းပါတယ်။ Dynamite ခွဲပြီးအပြင်ကိုရောက်လာတော့ဗီဒီယိုဂိမ်းဗက်ကောင် Lance Blade ကရဲတွေကိုတားထားပေးပါတယ်။ဓာရေးကျွမ်းကျင်လို့တော့မဟုတ်ပဲသူ့ဘာသာမတော်တဆဖြစ်ရလေးတွေကြောင့်သူ့အလိုလိုပိတ်မိသွားတာဖြစ်ပါတယ်။ပင်ကိုအသီးဖိတ်မရှိရင် Riley လည်းအရင်လိုပြန်မဖြစ်နိုင်တော့တာကြောင့်ဖိတ်ရဲ့နောက်ဘက်ချမ်းထဲမှာဖွင့်ပြထားတဲ့ပင်ကိုအသီးဖိတ်ကိုတွားယူဖို့လုပ်ကြပါတယ်။ပျော်ရွှင်မှုကတီးဖိတ်ဖန်ချောင်းကနေတဖြင့်ဖိတ်ရဲ့နောက်ဘက်ချမ်းကိုရောက်အောင်သွားမယ်လို့ဖုံးပြထားပါတယ်။ပြီးရင်တော့ပင်ကိုအသီးဖိတ်ကိုယူပြီး Riley ကိုအရင်လိုပြန်ဖြစ်အောင်လုပ်ဖို့ကသူ့ရဲ့အစီအစဉ်ဖြစ်ပါတယ်။တစ်ဖက်မှာတော့ဖိုးရင်ဖိတ်များနေတဲ့ Riley ကနီးပြ Robert ရွေးချယ်မခံရမှာဖို့လို့ Hockey Queen ထဲမှာအဖော်ကြီးလေ့ကျင့်နေပါတယ်။ဒီအချိန် Valentina ရောက်လာပြီး Riley ကိုအားပေးစကားပြောလိုက်တာကြောင့်ဖိုးရင်ပူပန်တဲ့ဖိတ်ကတလောင်းတနေရာကနေအလုပ်ဖြစ်သွားပါတယ်။ Valentina ကညကျရင် Firehawk အဖွဲ့သားတွေနဲ့တွေ့ဖို့ရှိတာကြောင့်သူနဲ့အတူလိုက်ခဲ့ဖို့ခေါ်တော့ Riley ရဲ့အားကျတဲ့ဖိတ်ကအလုပ်လုပ်လာပါတယ်။တကယ်လို့ပင်ကိုအသီးဖိတ်ကိုဒါပြန်ရရင်ထိန်းချုပ်ခန်းကိုပြန်လာကြမှာဖြစ်တာကြောင့်ပျော်ရွှင်မှုတို့ပြန်လာဖို့ဆိုရင်ထိန်းချုပ်ခန်းထဲမှာတယောက်ယောက်ရှိနေမှအဆင်ပြေမှာဖြစ်ပါတယ်။အဲဒါကြောင့်ပျော်ရွှင်မှုကဝမ်းနည်းမှုကိုပြုံးပိုက်ကနေတဖင်ထိန်းချုပ်ခန်းထဲကိုတွားခိုင်းပါတယ်။တစ်ဖက်မှာ Riley ကတော့ Captain Valentina ကိုအားကျတဲ့ဖိတ်ကြောင့်မကြိုက်တဲ့မုန်းတွေကိုဟန်ဆောင်ပြီးဖားနေရပါတယ်။ဖိုးရိမ်ပူပန်မှုရဲ့မှတ်ဉဏ်လုံးတွေဟာလည်း Riley ရဲ့ပင်ကိုအသီးဖိတ်တစ်ကိုမွေးဖွားဖို့တဖြည်းဖြည်းနီးဖက်လာနေပြီဖြစ်ပါတယ်။နီးပြ Robert ကသူ့ဖီမှာလေးကျင်ရင်လာဖင်ကြတဲ့ကဘာသမားတွေအားလုံးကိုဖောက်အနီထဲမှာသူ့ရဲ့ထင်မြင်ချက်တွေကိုရေးထားတတ်ပါတယ်။ Valentina ကဒီအကြောင်းကို Riley မသိအောင်ဖုံးကွယ်ထားပေခြင်းမဲ့အခုချိန်မှာတော့ Firehawk အသင်းသားတွေပြောလို့ Riley လည်းတည်သွားပြီဖြစ်ပါတယ်။အဲ့လိုတီးလိုက်ရတော့မှ Riley ရဲ့ဖိုးရိမ်ဖိတ်တွေကအရင်ကားထက်ပိုများလာပါတယ်။ဖိုးရိမ်မှုတွေကတခါတလေလူတစ်ယောက်ကိုဟန်ဆောင်လာတတ်အောင်လဲတင်ပေးတတ်တာကြောင့်ကိုမဟုတ်တဲ့အမူအရာတွေကိုဖိတ်ပူလုံးပြီးလုံးပြီးတတ်ကြပါတယ်။အဲ့လိုကိုမဟုတ်တဲ့အမူအရာတွေကိုဟန်ဆောင်လိန်ညာပြီးလုံးနေရတာဖြစ်တာကြောင့်အဖုံးသက်မှာရှက်ဖိတ်နဲ့ကိုနားမလည်နိုင်မှုတွေကပဲကြီးဖို့သွားတတ်ပါတယ်။ပါတီမှာအကြိုက်ဖုံးအဖိုတော်အဖွဲ့ကိုမေးတော့ Riley ကကိုတကယ်သဘောကျတဲ့အဖွဲ့ထက် Firehawk အသင်းသားတွေကြိုက်လောက်မဲ့အဖွဲ့ကိုရွေးဖြေပေးလိုက်ပါတယ်။တစ်ဖက်မှာဝမ်းနေမှုကပြုံးပိုက်ကနေတဖင်ဌာနချုပ်ကိုပြန်အောင်လာပြီး Riley ရဲ့ဖိတ်ထဲကမပါတဲ့စကားတွေကြောင့်တီးဖိတ်ဖန်ချောင်းကြီးဟာလည်းပြက်ဖီးလာပါတယ်။ Riley ပိုလင်ညာလေးဖန်ချောင်းကပိုပြက်ဖီးလာလေးဖြစ်တာကြောင့်ပင်ကိုအသိဖိတ်ကိုတွားယူတဲ့ပျော်ရွှင်မှုတို့ကဒုက္ခရောက်နေကြပါတယ်။ Valentina ကလေ့ကျင့်မှုနောက်ဖုန်းတွေမှာပြိုင်ဘက်အသင်းကို2ဂိုးသွင်းပြလိုက်နိုင်တာကြောင့်နီးပြ Robert ကသူ့ကို Firehawk အသင်းမှာပါဖို့ရွေးချယ်လိုက်တာဖြစ်ကြောင်း Riley ကိုပြောပြပါတယ်။အဲဒါကြောင့်မနေ့ဖြန်ကျရင်3ဂိုးရအောင်သွင်းပြမယ်လို့ Riley ရဲ့ဖိုးရင်ဖိတ်ကဖုန်းပြလိုက်ပါတယ်။ Riley ရဲ့တနေ့တာမှာအားကြဖိတ်ဖိုးရင်ဖိတ်နဲ့ရှက်ဖိတ်တွေကပဲတစ်ချိန်လုံးကြီးဖို့နေတာကြောင့်ပင်ကိုအတိဖိတ်ဆိုတာဘာမှမသိတော့လောက်အောင်ကိုခံစားနေရပါတယ်။တစ်ဖက်မှာပျော်ရွှင်မှုတို့ကဖိတ်ရဲ့နောက်ဘက်ချမ်းကိုတွားဖို့နောက်ထပ်လမ်းတစ်ခုကိုရှာတွေ့သွားကြပြီဖြစ်ပြီးပူပန်မှုရဲ့ပင်ကိုအတိဖိတ်အသက်ကလည်းပြီးလူနီးပါးဖြစ်နေပြီဖြစ်ပါတယ်။ရှက်ဖိတ်ကဝမ်းနည်းမှုကိုတွေ့တော့တခြားခံစားချက်တွေမသိအောင်ဖုံးကွယ်ထားပေးပါတယ်။ဖိတ်ကူးရင်နယ်မြေတဲကိုရောက်လာကြတဲ့ပျော်ရွှင်မှုတို့ကခေါင်းခံတဲ့မျိုးကြီးကိုတွေ့တော့ဖိတ်ဝင်တစ်ပါးဝင်ကြည့်ကြပါတယ်။အထဲမှာတော့အနာဂတ်မှာဖြစ်လာနိုင်တဲ့အမားတွေကိုကြိုတင်ဖင်ဖားပေးနေကြတဲ့ဖိတ်ကူးရင်လှုပ်သားတွေကပူပန်မှုအတွက်လှုပ်ပေးနေကြပါတယ်။တို့ကြောင့်ပဲ Riley ကအရင်လိုဖိတ်ကူးရင်ရမယ်အစားအနာဂတ်မှာဖြစ်လာနိုင်တဲ့အမားတွေကိုကြိုတွင်းရင်ဖိုးရင်ပူပန်တဲ့ဖိတ်တွေကပိုလာနေတာဖြစ်ပါတယ်။တို့အလုံးပေးနေသမျှကာလပတ်လုံးဖိုးရင်ပူပန်မှုတွေဖက်ရှိလာနေဦးမှာဖြစ်တာကြောင့်ပျော်ရွှင်မှုတို့ကတို့ကိုအကောင်းမြင်ဖိတ်ဝင်လာအောင်လုပ်ပြီးဖျက်ဆီးပစ်လိုက်ရပါတယ်။ဖိုးရင်ဖိတ်နဲ့ကြိုတင်ပူပန်တာတွေမရှိတော့မှ Riley လည်းကောင်းကောင်းအိမ်နိုင်သွားပါတယ်။ပျော်ရွှင်မှုတို့ကအနာဂတ်အလောက်ကင်တွေတဲကလေဘော်လုံးကိုဖီးရင်ဖိတ်လုသားတွေရဲ့လက်ထဲကနေထွက်ပြေးလာကြပါတယ်။ကြိုတင်ပူပန်တာတွေမရှိတော့ပေမဲ့ Riley ရဲ့ဖိတ်ထဲမှာဖိုးရင်ဖိတ်တွေကကြီးဖိုးနေသေးတာကြောင့်မှတ်ဖူဖောက်ကိုခိုးကြည့်ဖို့အကြံရသွားပါတယ်။ရုံးခန်းထဲကိုခိုးဝင်ပြီးမှတ်ဖူဖောက်ကိုကြည့်မယ်အလုံးမှာ Riley ကရုတ်တရက်ကြီးဝမ်းနေသွားပါတယ်။အကြောင်းကတော့ဝမ်းနေမှုကပြင်းမှုဖီကဝေဒင်ကလုံးနဲ့ Riley ကိုထိန်းချုပ်နေတာကြောင့်ဖြစ်ပါတယ်။ပူပန်မှုကရှာတွေ့သွားတဲ့အချိန်မှာတော့အဖမ်းခံလိုက်ရပြီး Riley လည်းမှတ်ဖူဖောက်ကိုဖက်ကြည့်ဖို့ဖုန်းပြလိုက်ပါတယ်။
ပါအောက်ထဲမှာတော့ Riley ဟာ Firehawk အသင်းမှာလာကစားဖို့အဖင်နဲ့မဖြစ်သေးကြောင်းကိုရေးထားတာဖြစ်ပါတယ်။ဒါပေမဲ့ Riley ရဲ့ စိုးရိမ်ဖိတ်ကဒီအမှန်တရားကိုလက်မခံနိုင်သေးတာကြောင့်နီးပြ Robert ကိုဖိတ်ပြောင်းအောင်လုပ်ကြည့်ဖို့ဖုန်းပြလိုက်ပါတယ်။အဲ့ဒီအတွက်အကြံဉာဏ်တွေအများကြီးလိုတာကြောင့် Riley ကဖင်ပါရပြီဖြစ်ပါတယ်။တစ်ဖက်မှာ Riley ဖင်ပါလိုက်တဲ့အကြံဉာဏ်မုံတိုင်းကြောင့်ပျော်ရွှင်မှုတို့ကဒုက္ခရောက်နေကြပါတယ်။ဖိုးရင်ဖိတ်ကနေထွက်ပေါ်လာတဲ့အကြံဉာဏ်တွေဖြစ်တာကြောင့်တွေးလိုက်တဲ့မြအကြံဖီတိုင်းကအကြံဖိုးတွေဖြစ်ပါတယ်။ပျော်ရွှင်မှုတို့ကဘေး idea ဖြစ်တဲ့အကြံဉာဏ်ဖိုးကိုဓာတ်ဖို့ကြိုးစားရင်အောက်ကိုပြုတ်ကျလာပါတယ်။ဒါပေမဲ့ကြောင်ရုံမှုမှာလေထီးရှိနေတာကြောင့်အောက်ကိုတတရရပြုတ်ကျလာပါတယ်။ဒီအကြံဉာဏ်ဖိုးကြောင့်ပဲ Riley ကမလို့ရဲတာဘာမှမရှိတဲ့ Cuffer ကောင်မလေးတစ်ယောက်ဖြစ်လာပါတယ်။သပင်ကိုလည်း Firehawk အဖွဲ့ဝင်တွေနဲ့တူအောင်ဖိုးလိုက်ပြီးတငယ်ချင်းတွေကိုလည်းလက်လူရှူလာပါတယ်။အဲ့ဒီနေ့ကလေ့ကျင့်မှုနောက်ဖုန်းတွေဖြစ်တာကြောင့်နီးပြ Robert Iron Fight လာအောင်3ဂိုးလောက်သွင်းဖို့ဖီးဖင်ထားပါတယ်။တစ်ဖက်မှာဖိတ်ရဲ့အနောက်ဘက်ခြမ်းကိုရောက်လာတဲ့ပျော်ရွှင်မှုတို့ကတောင်လိုပုံနေတဲ့အမတ်တရဖိုးတွေကြားကနေ Riley ရဲ့ပင်ကိုအသီးဖိတ်ကိုရှာဖို့ဖြစ်လာပါတယ်။ပင်ကိုအသီးဖိတ်ကိုရှာတွေ့သွားကြပေမဲ့ပူပန်မှုရဲ့နောက်ဖုန်းမှန်ညံကြောင့် Riley ရဲ့ပင်ကိုအသီးဖိတ်တဲ့ဟာမွေးဖွားလာပြီးဖြစ်ပါတယ်။ပင်ကိုအသီးဖိတ်တဲ့မွေးဖွားလာတာနဲ့တပြိုင်နက်ငကိုပင်ကိုအသီးဖိတ်ရဲ့အယောင်ကတဖြည်းဖြည်းမှေးမိန်လာပါတယ်။တိုးရင်ပူပန်မှုတွေကနေပေါက်ဖွားပေးလိုက်တဲ့ပင်ကိုအသီးဖိတ်ဖြစ်တာကြောင့် Riley ကအမှန်တရားကိုလက်မခံနိုင်တဲ့ Cuffer ကောင်မလေးဖြစ်လာပါတယ်။ ရှက်ဖိတ်ကဝမ်းနေမှုကိုလှုပ်ပေးလိုက်တဲ့အခါမှာတော့ဝမ်းနေမှုကပျော်ရွှင်မှုတို့အဖွဲ့ကိုဌာနချုပ်ပြီးခေါ်လိုက်ပါတယ်။ဒါပေမဲ့ပူပန်မှုကပြုံပိုက်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာကြောင့်ပျော်ရွှင်မှုတို့အဖွဲ့ကဖိတ်ရဲ့နောက်ဘက်ခြမ်းမှာတောင်းတင်နေကြပါတယ်။တလန်းနဲ့ရှိတဲ့အိမ်ပြန်လန်းကိုဖျက်ဆီးပစ်လိုက်တာကြောင့်ဌာနချုပ်ကိုဒါအချိန်မီမပြန်နိုင်ရင် Riley ကအခုထပ်ပို့ဖို့သွားတော့မှဖြစ်ပါတယ်။ဒီအဖြစ်ပြက်ဖိုးတွေကြောင့်တစ်ချိန်လုံးအကောင်းမြင်ဖိနဲ့နေလာခဲ့တဲ့ပျော်ရွှင်မှုလည်းမျှော်လင့်ချက်မဲ့နေပြီဖြစ်ပါတယ်။တစ်ဖက်မှာ Riley ကတော့ဖိုးရင်ပူပန်မှုရဲ့ဖိုးကြိုးတွေကြောင့်ဂိုးတွင်းရဖို့ကိုအာယုံဖိုက်လာပြီးတကူကောင်းဖန်လာပါတယ်။ဂိုးပေါင်နာမှာတခြားသူကိုဂိုးတွင်းခိုင်းလို့ရပေမဲ့ဂိုးမရမှာကိုဖိတ်ပူတာကြောင့်ကိုဘာသာတွင်းလိုက်ပါတယ်။အဲ့ဒါကြောင့်နီးပြ Robert အထင်ကြီးဖို့ဆိုရင်နောက်ထပ်2ဂိုးပဲတွင်းရတော့မှာဖြစ်ပါတယ်။စိုးရင်ဖိတ်တွေနဲ့ကိုတကယ်မဟုတ်တဲ့ဟန်ဆောင်မှုတွေကြားကနေကစားရတဲ့ကစားပွဲဖြစ်တာကြောင့် Riley ကအရင်ကားတက်ပိုးပြီးတကူကောင်းဖန်လာပါတယ်။တစ်ဖက်မှာပျော်ရွှင်မှုတို့ကပေါင်ချီအိတ်ကိုခေါ်လိုက်ပြီးအိတ်ထဲမှာပါတဲ့ Dynamite တွေနဲ့ကမ်းပါးကိုဖြိုချလိုက်ပါတယ်။အဲဒီနောက်မတ်တရဖိုးတွေနဲ့အတူကြောက်ထဲကိုပြုတ်ကျပြီးဌာနချုပ်ရဲ့ယုံကြည်မှုရေကန်ဖီကိုရောက်လာပါတယ်။တစ်ဖက်ကဟော့ကီကစားနေတဲ့ Riley ကတော့ဖိုးရင်ပူပန်တဲ့ဖိတ်ကြောင့်ကိုအတင်းသားတွေဖီကနေပြန်လူယူပြီးနောက်ထပ်တစ်ခုတွန်းလိုက်ပါတယ်။နောက်ဖုန်းကိုတွင်းမဲ့လုံးမှာတော့ Griff နဲ့ဝင်တိုင်းမိသွားတာကြောင့်ခိုးပေါက်လွဲသွားပါတယ်။ Riley ရဲ့ကစားပုံတွေကကြမ်းတမ်းလုံးနေတာကြောင့်နီးပြ Robert ကလည်း Riley ကို penalty ချမ်းမှာ2မိနစ်နားခိုင်းလိုက်ပါတယ်။ Riley ဝင်တိုက်တဲ့အချိန်ကြောင့် Griff လည်းဒဏ်ရာအပြင်းထန်ရသွားပါတယ်။ Riley ရဲ့ခံစားချက်တွေကအရင်ကားတဲ့ပိုပြင်းထန်လာတာကြောင့်ပူပန်မှုလည်းထိန်းချုပ်လို့မရဖြစ်နေပါတယ်။ပျော်ရွှင်မှုတို့ရောက်လာတဲ့အချိန်မှာပင်ကိုအသီးဖိတ်ကိုဖွဲချုပ်ဖို့လုပ်ပေမဲ့ပူပန်မှုရဲ့ဖိအားတွေကြောင့်ဒုတိယပင်ကိုအသီးဖိတ်ကချုပ်လို့မရဖြစ်နေပါတယ်။အဲဒါကြောင့်ပျော်ရွှင်မှုကပူပန်မှုကိုအကောင်းမြင်ဖိတ်ဝင်လာအောင်နားချပြီးအပြင်ကိုခေါ်လာရပါတယ်။ဒုတိယပင်ကိုအသီးဖိတ်နေရာမှာပထမပင်ကိုအသီးဖိတ်ကိုအဖားထိုးလိုက်နိုင်ပေမဲ့ပူပန်မှုရဲ့ဖွားတွေကြောင့် Riley ကဖိုးရင်ဖိတ်တွေများနေပဲဖြစ်ပါတယ်။ပူပန်မှုကသူ့ကြောင့် Riley ကိုလိုဖြစ်ရတာဖြစ်တဲ့အတွက်ပျော်ရွှင်မှုကိုတောင်းပန်လိုက်ပါတယ်။အဲဒီနောက်ပျော်ရွှင်မှုတို့နဲ့အတူပါလာတဲ့အမတ်တရဖိုးတွေကနေယုံကြည်မှုတွေဖြစ်ပေါ်လာပြီးနောက်ထပ်ပင်ကိုအသီးဖိတ်အသစ်တစ်ခုပေါက်ဖွားလာပါတယ်။ခံစားချက်ပေါင်းပုံကနေပေါက်ဖွားလာတဲ့ပင်ကိုအသီးဖိတ်ဖြစ်တာကြောင့်အရင်ပင်ကိုအသီးဖိတ်တွေထက်ပိုပြီးခိုင်မာတယ်လို့အယောင်မျိုးပုံနဲ့အဓိပ္ပာယ်မျိုးပုံလည်းပါဝင်နေပါတယ်။ Riley ကတကိုးကောင်းလဲဖန်နိုင်လို့တဘောကောင်းတဲ့လူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။လူဝင်ဖန်ဖို့အတွက်ဟန်ဖောင်လုပ်တာမျိုးလည်းရှိတယ်လို့တကယ်ဖိတ်တဲ့ကအတိုင်းနေတတ်တဲ့အချိန်တွေလည်းရှိပါတယ်။အောင်မြင်မှုကလည်းအရေးကြီးပေမဲ့အမားတွေလည်းလုပ်တတ်ပါတယ်။ Riley ကတငယ်ချင်းကောင်းတစ်ယောက်ဖြစ်နိုင်ပေမဲ့တခြားသူတွေအမြင်မှာတော့တငယ်ချင်းဖိုးလည်းဖြစ်နေနိုင်ပါတယ်။နောက်ဖုန်းမှာတော့ Riley ကအမတ်တရဖိုးတွေကနေဖြစ်ပေါ်လာတဲ့ပင်ကိုအသီးဖိတ်ကိုလက်ခံပြီးအရှိတရားကိုလည်းလက်ခံနိုင်သွားပါတယ်။ခံစားချက်တွေအကုန်လုံးပင်ကိုအသီးဖိတ်မှာဖူးဖီးလိုက်တဲ့အခါမှာတော့ Riley ကအရင်လိုပုံမှန်ပြန်ဖြစ်သွားပါတယ်။အဲဒီနောက်ပူပန်မှုတွေရဲ့နှိပ်စက်မှုကနေလွတ်မြောက်သွားတဲ့ Riley ကတငယ်ချင်းတွေကိုပြန်တောင်းပန်ပြီးပြစ်ဖုတ်ပန်တက်မှာနေနိုင်သွားပါတယ်။အခုချိန်မှာ fake ခံစားချက်တွေက Riley ကိုထိန်းချုပ်တော့တာမဟုတ်ပဲ Riley ကိုယ်တိုင်ကပဲ fake ခံစားချက်တွေကိုပြန်ထိန်းချုပ်နေနိုင်ပြီဖြစ်ပါတယ်။တကယ်မဖြစ်သေးတဲ့အရာတွေကိုဖိုးရင်ပူပန်နေတဲ့ပူပန်မှုနဲ့တခြား fake ခံစားချက်တွေကဌာနချုပ်မှာအတူတူလှုပ်နေကြပြီဖြစ်ပြီး Riley လည်းကြောင်းပြောင်းသွားတဲ့သူ့ငယ်ချင်းတွေကိုတတိယနေပဲဖြစ်ပါတယ်။အခုဆိုရင် Riley ကကိုပိုင်တီထွင်ဉာဏ်လဲပိုရှိလာလို့မိဘတွေကုန်ယူရတဲ့မိန်းကလေးတယောက်လည်းဖြစ်လာပြီဖြစ်ပါတယ်။တခါတလေအမားတွေလုံးမိတတ်တယ်လို့တခါတလေကိုအပြစ်တင်မိတတ်ပေမဲ့အဲ့ဒီ fake ခံစားချက်တွေအားလုံးကပဲ Riley ဖိုတဲ့ကောင်မလေးကိုထူးဖစ်ပုံပေါ်ပေးထားတာဖြစ်ပါတယ်။ဖိုးရင်ဖေးများနေတဲ့လူတစ်ယောက်ကဟန်ဖောင်မှုတွေနဲ့မကင်းနိုင်လို့အမားတွေလည်းလုံးမိတတ်တာကြောင့်အရှိတရားနဲ့အမားတွေကိုလက်ခံပြီးပြစ်ဖုတ်ပံမှာနေထိုင်မှုရွေးချယ်လိုက်တာကအကောင်းဆုံးဖြည့်ရှင်းနည်းတစ်ခုဖြစ်ပါတယ်။